တနေ့ညတော့စင်သေးစီးနေတဲ့နော်စင်သေးပုတ်ကောင်ကြီးကိုစီးလာတဲ့ကြီးကန်းတစ်ကောင်ရဲ့ပုံပေါ့နော်ပို့တင်ထားပြီးတော့တွေ့လိုက်တဲ့ခါမှာရင်ထဲမှာတော်တော်ခံစားသွားတယ်ဗျ။ဘာလို့လဲဆိုတော့တချင်းလေးရလဲမိုက်တယ်နောက်ခံလေးနဲ့ပေါ့နော်စင်သေးစီးတဲ့ကြီးမိုက်တို့စသဖြင့်ပေါ့နော်ပြီးတော့အခုရေးထားတဲ့စာသားကလည်းမိုက်တယ်ကျွန်တော်နိုင်ငံခြားရောက်နေတဲ့သူတွေရဲ့ဘဝကတဲ့စင်သေးစီးလာတဲ့ကြီးမိုက်လို့အဲ့တော့အဓိပ္ပာယ်ပြောရမယ်ဆိုတော့ဒီပုံမြင်ကြားဘူးကြလားမသိဘူးနော်ပုံမြင်ဆိုတာတဲ့ဘုရားဟောတရားထဲမှာပါတဲ့ဟာပေါ့ဘာကြောင့်ဆရာတော်ဘုရားကြီးဟောထားတဲ့တရားထဲမှာလည်းရှိတယ်တခါတော့ကဂင်းကမြစ်ထဲကနေပြီးတော့စင်သေးပုတ်ကောင်မျောလာတယ်ပုတ်နေတဲ့စင်သေးကောင်ကြီးကောင်မျောလာတယ်အဲ့ဒါကိုကြီးကန်းကောင်ကတွေ့လဲတွေ့တော့အဲစင်သေးပုတ်ကောင်ပုံကိုသွားနားလိုက်တယ်နားပြီးတော့သူ့စိတ်ထဲမှာဘယ်လိုတွေးသွားလဲဆိုတော့ငါတသက်စာဖူလုံသွားပြီပေါ့နော်ဒီစင်သေးပုတ်ကောင်ကငါစားစရာဖြစ်နေပြီဆိုပြီးတော့စင်သေးပုတ်ကောင်ဖောက်စားလာတယ်ငါဘယ်လောက်စသဒီတော့ခန္ဓာကိုယ်အကြီးရတော့ငါလိုကြီးကန်းသေးသေးလေးရတော့ဘယ်အချိန်ပဲဖောက်စားစားလို့ရတယ်ရေဆိုလဲမြစ်ထဲမှာတောက်ရုံပဲဆိုပြီးတော့စင်သေးပေါ့နော်ရေစားလိုက်အဲ့လိုနဲ့စီးလာလိုက်တာဂင်းကမြင့်ကောင်ကြောင်ချောက်စီးလာရင်နဲ့သူစင်သေးပုတ်ကောင်ကိုစီးလာတာပေါ့နော်နောက်ဆုံးဘယ်အထိရောက်သွားလဲဆိုတော့ပင်လယ်ထဲထိရောက်သွားတယ်။မြင့်ရဲ့သဘောသဘာဝရစီးဝိုင်းဟိုပင်လယ်ထဲထိရောက်သွားတယ်။အဲ့ဒီပင်လယ်ထဲထိစားရောက်နေတာတော့မှ तू ကပြုံထားတော့ तू ကဘယ်လိုခေါ်လဲငါမှစားစရာရှိနေတယ်ငါအတွက်က AC ပဲစားစရာတွေဖူးလုံးနေပြီသာသာရလေးပဲဆိုပြီးတော့စီးပြီးတော့လိုက်သွားလိုက်တာ။တဖြည်းဖြည်းနဲ့ဟိုသမုဒ္ဒရာနဲ့တဲ့ပင်လယ်ထဲကိုရောက်သွားတဲ့အချိန်မှာအပုတ်ကောင်တို့မြည်ပြီးရက်ပိုင်း2ရက်3ရက်ကာလအတန်ကြာရောက်သွားရင်ဘာဖြစ်သွားမှာလဲမြုပ်သွားမှာပဲလေအဲ့ဒီပင်လယ်နဲ့ကြီးတဲ့ရောက်တဲ့အချိန်မှာစင်သေးပုတ်ကောင်ကြီးကတဖြည်းဖြည်းနဲ့မြုပ်သွားမြုပ်ရောအဲ့တော့မှကြီးကန်းကြီးကအပေါ်ထပ်ပြင်လိုက်တဲ့အခါမှာသူရောက်နေတဲ့နေရာကဟိုသမုဒ္ဒရာကမ်းမမြင်နဲ့မမြင်နေရာကြီးမှာဆိုတော့ဘယ်လုံးမှကိုသူဘယ်လောက်ပဲတောင်ပန်ခက်ကကမ်းကိုပြန်မရောက်နိုင်တော့ဘူးကမ်းဘက်မှာရှိမှလည်းသူကောင်းကောင်းမသိရနိုင်ဘူးဘယ်လောက်ပဲတောင်ပန်ခက်ကလည်းမမီတော့ဘူးအဲ့တော့ဘာဖြစ်သွားမလဲသူအသက်သေဆုံးသွားမယ်အဲ့တော့ဒီပုံမြင်အဖြစ်ကိုကြည့်ခြင်းအဖြစ်ဒီစင်သေးစီးတဲ့ကြီးမိုက်လိုပဲကျွန်တော်တို့နိုင်ငံခြားရောက်နေတဲ့သူကဒီလိုပဲဖြစ်နေသလားကျွန်တော်အတွေ့အကြုံဝင်သွားတယ်တချင်းလေးနဲ့ဆိုတော့ပိုပြီးခံစားမိသွားတာပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်တနေ့မှာတော့ကျွန်တော်တို့အဆင်ပြေတဲ့နေ့တစ်နေ့ကိုကျွန်တော်ညီကိုမောင်နှမတွေပေါ့နော်နိုင်ငံခြားရောက်နေတဲ့သူတွေအားလုံးမျောလင်းနေပဲဘဝကိုရုန်းကန်နေကြတာလောက်ကင်ဆောင်ရွက်နေကြတာပေါ့နော်အဲ့တော့ကျွန်တော်လည်းအဆင်ပြေပါသေးလို့ဆုတောင်းတယ်အခုကြည့်နေတဲ့သူတွေအားလုံးလည်းမြန်မြန်အဆင်ပြေကြပါသေးလို့ဆုတောင်းပေးပါတယ်ဗျာအားလုံးကျေးဇူးများတင်ပါတယ်